လေးတယောက်ရဲ့အိမ်မက်လူလက်ပိုင်းထီးဆွဲလန်းခဲ့အမိဘရဲ့ကားတွေထွက်ယုံကြည်သောလမ်းမများထွက်တောင်တွေကြောဖြတ်ခဲ့ဘူးတဲ့ပင်လေကြောဖြတ်ခဲ့ဘူးတဲ့အလားပြောင်းခဲ့တဲ့မြေဆွဲလဲချခဲ့နေလားရဲ့အစိတ်ဓာတ်မချပဲငါတို့ကြိုးစားပြီးရှိတဲ့ရှိရွယ်ခဲ့သောဘဝပန်းတိုင်းဘယ်လိုခက်